ခင်ဗျာစေတာပွားတာလေးကိုရှင်ပြူရဲ့ပွဲရှိရွယ်ချက်တွေအောင်မြင်တဲ့ဒီနေ့ဒီရဲ့ဒီချိန်ခါဝဲမိဘတို့ရင်နဲ့ကြည်နူဝမ်းသာရင်မချမ်းမြေ့လာပါလေအဖေပါလေပြောမစိုးတပြုံပြုံကြည်ကတားလေးမျက်နှာလာမင်းစေလာတယ်
အသင်းလုံးဝဲအလဲလဲအဖေနဲ့ချီနဲ့အားရလာပါလေသင်္ကန်းတော်မူယူပါတရဏဂုံစောင့်ကြည့်နေတဲ့အာလီရဲ့အတန်ချောရောနာဝမှာကြားရတာအမြောက်ဝမ်းသာမိပါလေဟေးဖွဲ့တော့လားလို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပါဗျာယနေ့1388ခုနှစ်နေုံလာပြည်ကျော်4ရက်နေ့မှာအလူတော်မင်္ဂလာမတ်တကြီးဝင်လို့9ရက်နေ့မှာအလူတော်မင်္ဂလာပွဲကြီးကိုချိတ်ချိတ်သေးစီကားတိုင်မြိုက်စွာကျင်းပပြုလုပ်လိုက်ကြတဲ့ပုဂ္ဂိုလ်ကြီးများယနေ့အနန္တောအနန္တ၅ပါးဥထိပ်မှာထားပြီးတော့ခြေသူကြည်လာတဲ့နှစ်ဖက်အမိဖာများဖြစ်ကြတဲ့စကိုင်းတိုင်းဒေသကြီးကလီမြို့နယ်အုံးပင်စိတ်ကြီးရွာဥက္ကံရဲ့ဒေါ်စိန်လှကြီး၎င်းနောက်တစ်ဖက်ပြပါများဖြစ်ကြပါသောဥမြတင်ဒေါ်ဟန်ကြီးတို့အားရည်စူးအမှုနိုင်ကရာမထားပြီးတော့မန္တလေးတိုင်းဒေသကြီးအောင်မြေသာဆန်မြို့နယ်နန်းရှိဒေါနာဘွားရက်ကွက်နေယနေ့အလှဒါယီကသာသနာဒါယီကကြီးဖြစ်တဲ့ဥပြည့်စောထွန်းအလူဒါယီကမသာသနာဒါယီကမကြီးဖြစ်တဲ့ဒေါ်သေးသေးစိန်ဇေယထွန်းရေရင်တာလာယေရနာလေးမြတ်ဖြစ်ကြတဲ့မောင်စင်ကြီးကြီးထွန်းမောင်နိုင်သီဟာထွန်းတို့မိသားစုအလူတော်မင်္ဂလာပွဲကြီးပါအဲ့တော့ယနေ့ကျွန်တော်အလူရှင်အလူမများယနေ့တော့ဗုဒ္ဓဘာသာအယူဝါဒလေးမှတ်စားပြီးတော့လူကြတန်းညာပေးကမ်းစွန်ကြဲကြဗုဒ္ဓဆိုတာဖယားဘာသာဆိုတာစကားတဏိအယူဝါဒပေါ့လိုက်စားရွှေဘုဒ္ဓနာရွှေကျင်ကန်းတွင်ဆာများပြောရှင်ဘီမင်းမယားမင်းကြီးမင်းသားမိုးမှန်များနဲ့စီကားဆောင်လင်းကြီးလာကသပင်ဝဲလက်ရစိမ့်ဆိုင်ရွှေချဲဝိုင်းမှာဒူနိုင်မချင်းသာလင်္ကာတီးချင်းအဲဆောင်းရင်းကိုဆက်သွင်းပြေပေါ်ကြပါတဲ့ဟုတ်ပါထုံသည့်နဲ့ထုံပမာသုံးပြီးပြုစရာမိပါသောသာရလူတကာကြီးဦးမြင့်စောထွန်းကိုတော့ဘယင်တိပြာယာထားအမြင့်ကြီးမွားစွာစီဝံဥစ္စာစုစုတို့ကိုပြုရာတိကြပါသောသာနာလူမာဤဒေါ်တင်းတင်းစိန်ကိုတော့မိဖုရားရာမို့တီပွားတရားတာမန်ဒီကမှမချဲပဲ
ဟာဒီလိုဒါနနဲ့ညီလာခံတဲ့ပွဲမှာတညိုသိအောင်ဆုံးဖို့မင်္ဂလာဆိုင်တော်ပွဲတက်သမျှမဖော်ပြခင်ရက်ကမျိုးကတဲ့ပတ်မဆောဆိုတာဖာ ဟေးတညိုစိတ်ဖွဲ့တော့သားဘာသာတာနေကြားရပြီဗျဟိုဟာကရဲ့ တညိုသိအောင်ဆုံးဖို့ဆိုင်တော်ပွဲညာတွင်ကမှုစသည်ပါရီလာရှင်ပွဲလာတော့ ဟေး ဟေးကောင်းပါလေဆိုင်းလာပြီနော် စပြီဗျကြီးတော်တို့ နောက်ကြလို့ပေါင်းလာကပြန်ရမယ်နော်ဟေး ဆိုင်မြရလာရင်တင်းနေဝင်ကြခန္ဓာဝင်ဝင်မမဆိုရတဲ့ကုန်ကြီး ဟေးဟေး ကြားရတဲ့ရှိတဟာပါအလူတော်ဝဲလို့သူသွားလို့ခွေမောင် ညီ ကြီး လေးညီမလေးများလေးလိုက်ကြမှာလားခွေအောင်ဆုံးမရှိဆိုင်ရအလူရလာမနဲ့တွေ့မှာ ဆိုင်ရကြရင်မ မ တော် တော် ရ ရ လို့ လို့ မ မ နေ နေ နို နိုင် င် ပါ ပါ အတန်ညဝင်ဆိုင်ရမိုးထီအောင်ရလို့ဝေလေနာစီနေတဲ့ပေါင်းအားချရဲ့အလူပွဲ ကိုလူကျော်တို့လူပြိုလေးတို့လူပြိုလေးတို့စပြီဗျသွားကြတော့ဟဲ့အာဆိုင်မြရလာရင်ဒီလေးဝင်ကြခန္ဓာဝင်ဝင်တမဆိုတဲ့တန်ကုန်ကြီးကြားရတဲ့ရှိတဟာပါအလူတော်ဝဲလို့သူသွားလို့ခွေ ညီလေးညီမလေးများလေးလိုက်ကြမှာလားခွေအောင်ဆုံးမရှိဆိုင်ရအလူမင်္ဂလာမနဲ့တွေ့ပါ ဆိုင်လန်ကြရင်မတော်ရလို့မနေနိုင်ပါအတညိုသေးရဲ့ဆိုင်ရမိုးချီအောင်ရလို့ဝေလေ နာစီနေတဲ့ပေါင်း အားရရဲ့ကွယ်ပေါ်ကြတော့ဟေးသွားတော့ကြော့ဟေး မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါသည်မင်္ဂလာပေါင်းပြည့်စုံကြောင်းနဲ့ငိမ့်ချောင်းတန်ကြီးဂီတတင်တလီနဲ့နေဝင်ကြီးပြောတည်တန်တော်ပြီးမြည်မတီးခဲ့ရပါပြီခမညာယခုလေကြာတာကတော့ယူရီးယားခန္ဓာပါခမညာယူရီးယားကြောင်းရင်ပြောရမယ်ဆိုရင်ဖြင့်ဟိုးလောင်းမင်းတရားချင်းကန်လို့ငွေကဆင်ပြူရှင်ကအစင်ပြုတ်ပြင်မှုကြိုးစားပြီးဟိုးယူရီးယားထိတိုက်ပွဲဝင်ခဲ့ပါတယ်အောင်မွေးတခင်ဆင်ပြူရှင်ကပြည်တော်ပြန်လန်းရွှေဘုံနန်းတို့စစ်ရှုံယူရီးယားသုံးပန်းများကိုခေါ်ခဲ့ရမှထိုစစ်ရှုံယူရီးယားသုံးပန်းများမှ
သူတို့ဌာနေသူတို့ပြည်ကိုလောစီလေတိုင်းမျက်ရည်ဝိုင်းပြီးရေလိုင်းတီးချင်းတည်ဆိုခဲ့ကြပါတယ်ထိုရေလိုင်းတီးချင်းတည်ဆိုခဲ့တာကိုမြမတက်ပညာရှင်မြမဆိုင်းပညာရှင်များမှစားပွဲကိုကယိုရီးယားရဲလို့မြမဂီတမှာနေရာရခဲ့ပါတယ်ထိုယိုရီးယားခန္ဓာကိုခက်လန်ညွန်တန်ဆန်းကောက်လိုက်ပါတော့တညော်သေးအောင်ဆုံးမမင်္ဂလာဆိုင်လာဖို့ရဲ့ယိုရီးယားခန္ဓာကဒီလိုပါလေရွှေပွဲလာနော်ဘွေရလားတို့အေးရုပ်တရာရိုးရအဲ့လိုကြောတဲ့ရိုးရနေပညာရှင်အာရနီတာလာထုံးကြီးကိုထုံးမာပါသည်ခမညာပို့တာမြတ်တာမာပါသည်ကြောင့်မြတ်တာလာသမျှတဟာယမာယပါစေဒိုတေပါရွှေမြို့တော်ကြီးအစလာရာရာတိုးတက်တော်မူနိုင်ကြပါစေဟေးကဘာတိုင်းကဖိုးထားတယ်မြန်မာဆိုင်ရဲ့ယိုရီးယားပါတဲ့ကိုမောင်လုံးရဂုံယူဝင်ကြောရတဲ့အမှုပညာပါကိုဟာကရဲ့ဟေးဘွေရလားဟေးတညိုသိန်းအောင်စုံမှုဖွဲ့တော်သားတို့ရှင်းသဘာဝနဲ့မြစ်တာကြပြီလားဖွက်လက်သားစုံလင်းတော်နဲ့ဂုံတင်ကြပြီဗျကိုဟာကရဲ့အေးအာဇာနီဘုဒ္ဓတောင်းပါဘုဒ္ဓတောင်းပါရွှေသမင်းပဲကဖွက်မင်းသားကဖွက်ဒီနေ့မှလူမကြီးပြုံးနဲ့ဟုတ်လားဆရာအဲ့ဒါကြတော့ဩကာသနော်ဆရာပြောပါကျွန်တော်သိမကြိုက်ဟုတ်လို့ဖော်ရွေပြုံးလေးနဲ့ဒါလေရှုံဝနိုင်တော့အလူမလေးရဲ့ဟိုမဲ့အလူတကာကြီးရဟိုမဲ့ဘေးကနေပြီးတော့မျက်နှာကြီးကရှစ်ခေါက်ချိုးလုံးသူမပါဘူးလေအလူတကာအားမငယ်နဲ့ကျွန်တော်ဂုံပြုတ်ပေးမယ်ခင်ဗျာဘယ်လိုဂုံပြုတ်မှာလဲမလေးအလူတကာတော့တတ်နာလေးဂုံပြုတ်လိုက်မယ်ဘယ်လိုလဲတော့အလူတကာကြီးပြုတ်တရာမကြီးလက်ဥကကြီးလူရတယ်ဗာလေပြောနေတယ်ချွေးထွက်တော့ဖြစ်ရှင်ဖြစ်မှာပေါ့ကာယံတော်ကြီးကဘဲရောက်သွားဘာလို့ပါလူတကာရှက်သွားတာအလူတကာကြီးပြုတ်တရာမကြီးသူဇာတာနဲ့နီးသေးကွာဘလုံးကလည်းစိုင်းလာတော့တတိယလုံးနဲ့ဒီကပြောလေးနဲ့စမွန်နိုင်တော့လူမလေးရဲ့လူကလူမရောက်တယ်ပြုံးနဲ့ပဲဟုတ်တယ်လူတယောက်ရဲ့ကြက်ဒီတဲ့လူကလူမကျွန်တော်ကိုကြီးကိုမတော့စိနေရှိဒီငွေတွေကြိုက်တဲ့လောက်ပြီးနေအောင်ဆင်တာဟုတ်တယ်မှုံးတုံနေကြက်ဒီရုပ်တာပါနော်ဟုတ်တယ်ပတ်စံရှိညနာလေးပြုံးရွှင်လေးနဲ့လူတို့ဤကြက်ဒီမျက်နာမလေးကျွန်တော်လူကလူမရောက်တယ်ပြုံးနဲ့ပြုံးနဲ့ကျွန်တော်လူကဦးမြင့်တော့ရောက်ကြတယ်အောင်စမိုးကြီးတောက်တော့မှလားဟုတ်ပါဘူးပြီးတော့မှလားဒီပွဲတော့လူတကာလေးမပြုံးမဟုတ်ဘူးဗျာ
နေ့လေကျွေးတဲ့ကြက်တောင်မှနေကြက်ရှောက်တွေလည်းပြုံကားနဲ့ပကံနဲ့ခါနဲ့ မဲအဲ့ဒီကကျွေးတာကယောက်ျားလေးတွေကျွေးတာမဟုတ်ဘူးဗျမိန်းကလေးတွေကျွေးတာနောက်ကရက်တောင်လေးတွေခပ်ပြီးအားတောင်တာသေးမုံရွာဆိုတော့လူပညာနဲ့ရင်းနှီးတယ်လာတဲ့ကဆိုင်းသမားတွေလာတော့ထမင်းသားဘယ်လိုခေါ်တယ်မောင်လေးသားဒီလိုလာငါလည်းပဲအားကြမခံဟင်းကြည့်လိုက်တဲ့ခါကျတော့သပြုံးဆိုတော့ငါလည်းတချင်းနဲ့ပြန်ချဘယ်လိုလဲဖွေရှာသူမောလို့ဖွေရှာသူမော ဟုတ်တယ်လူရှင်တော်ပြောတယ်ပြောစရာပဲလူတကာနဲ့လူမ အဲ့ဒီမှာဇွန်လေးနဲ့ခတ်လိုက်တော့အောင်မ तू ကလည်းမဲဟင်းကလည်းပြန်ဆိုတာဗျ ဘယ်လိုတော့ တီးပဲလားတီးလားနောက်ပါနဲ့လူတကာလူမလည်းလူရှင်တော်ပြောစရာဒီเจ้าဖေုံသီးတွေပဲလောင်သားနဲ့ဘာလို့ဝက်ကလီတာလေးနည်းနည်းရောတာတော့ဝါသားတွေလောင်သားနဲ့ လူရှင်တော်မို့လို့ရည် ဒီရှင်မောရည်ရမို့ပါ စားတာလေကောင်းပြီးသားပါ ဟုတ်တယ် ဒါကြောင့်လူတကာလူမတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ရှင်းလေးနဲ့ဂုဏ်ပြုပြရမယ်ဗျာ ဘယ်လိုပါလဲ ဖော်ရင်ပြောရင်လည်းရှိမဝနိုင်တော့လူမလေးရဲ့ တိတ်ကြက်တွေရှိတာပြုံးတယ် လူရကောင်းနေမှလည်းမကွယ်တင်းနေဝင်ကြွားလူတကာဆိုတော့ဘုံနေ ဒီကကြီး ဒီလူမပြောရကွယ်ဖော်တာလေးဆုံးမတယ်အောင်ဆုံးမဆိုင်တော်ကြီးကဘုံလိုက်နေကွယ် ခုံပြပါမယ် အလူတကာအလူမကြီးစာရတော်လူတိုင်းမဲ လူမလေးဒေါ်သိစိန်တို့စားတယ် Hey!
လူတော်ချိန်နဲ့နွယ်လို့ပြောမင်္ဂလာရွှေဆိုင်ကြီးနဲ့တော့အလူတော်မန်းနဲ့ကြီးကခန္ဓာလုံးလုံးစမ်းပြနေတယ်နော်စေတနာစိတ်ရင်ကောင်းတဲ့လူမဲ့တို့နော်ဒါနာကုသိုလ်ဖြူစင်လို့နော်အလူတကာကြီးလည်းပြောအလူမကြီးလည်းပြောအလူတကာကြီးလည်းပြောအလူမကြီးလည်းပြောအလူတော်အောင်ဆုံးဖို့နဲ့ပြုံးလို့ပြောလူတော်ချိန်နဲ့နွယ်လို့ပြောမင်္ဂလာရွှေဆိုင်ကြီးနဲ့နော်အလူတော်မန်းနဲ့ကြီးကခန္ဓာလုံးလုံးစမ်းပြနေတယ်နော်စေတနာစိတ်ရင်ကောင်းတဲ့လူမဲ့တို့နော်ဒါနာကုသိုလ်ဖြူစင်လို့နော်အလူတကာကြီးလည်းပြောအလူမကြီးလည်းပြောအလူတကာကြီးလည်းပြောအလူမကြီးလည်းပြောအလူတော်အောင်ဆုံးဖို့နဲ့ပြုံးလို့ပြော
အလူကြီးပါဟုတ်ပြီ လူတော်မင်္ဂလာမနတ်နတ်ပြတ်တဲ့ဝိရိယနာစီရောလံငါတာဝီယာကျက်တိဖြာရမင်္ဂလာပေါင်းနဲ့ပြည်သူလျက်ပါ ပြည့်စုံလျက်ပါ ဒီအောင်ရမြဲရရတာဒီဝေလူသာတာရှင်ပြုလူဝေ ဟေးဘုံပြုပတ်တန်းတင်ကြပြီလားအေးဟုတ်ပြီ အလူတော်မင်္ဂလာမနတ်နတ်ပြတ်တဲ့ဝိရိယနာစီရောလံငါတာဝီယာကျက်တိဖြာရမင်္ဂလာပေါင်းနဲ့ပြည်သူလျက်ပါ ပြည့်စုံလျက်ပါ မိအောင်ရမြဲရရတာလေးဝေလူကသာရှင်ပြုအလူဝေ ဟေးဟေးကြောက် ကလျာဏမိတ်ဆွေလာသမျှတွေလေဝမ်းမြောက်ဝမ်းသာဂုံယူမဆုံးလာပြီလားဒီလူတွေကအလူမာတွေသာရှင်ပြုအလူတော်ပါမိဘဆွေမျိုးတိုင်းဝဲကြီးမာလို့ ကြီးမာလူလား နာတော်တကယ်ရင်စီကားလာပြီလားစိတ်စေတနာဖြူစင်လာတဲ့သာရှင်ပြုအလူဝဲပါ စေတနာတရားတွေကကောင်းတယ်လူကြီးပါတဲ့ကိုကရဲ့ဟေးဟေးဟုတ်ပြီ ကလျာဏမိတ်ဆွေလာသမျှတွေလေဝမ်းမြောက်ဝမ်းသာဂုံယူမဆုံးလာပြီလားဒီလူတွေကအလူမာတို့ရဲ့သာရှင်ပြုလူတော်ပါမိဘဆွေမျိုးတိုင်းဝဲကြီးမာလို့လား အားလူလား နာထေဝါတကယ်ပဲစီကားလာလေတာစိတ်စီနာဖြူစင်လာတဲ့သာရှင်ပြုအလူဝဲပါ ဟေး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  ကြည်နူးမှုပြုံးများနဲ့မနတ်တော်တွင်အလူရှင်နေမှာအဲ့ဝိပြင်းဟောရီမှုနဲ့ကိုစေလာချိန်နေတဲ့များခေါင်းလာတဲ့လူတော်မင်္ဂလာလူတိုင်းကပင်ချီးပေါ်လို့နေတာအလူတော်တွေမွေးရဲ့ချိန်ခါမော်မြတ်တဲ့သာရှင်ပြုအလူဝဲ ကျက်တယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတော့အလူကြီးပါကိုကရဲ့ဟုတ်ပါကမလားဟေးဟေးဟုတ်ပြီ ကြည်နူးမှုပြုံးများနဲ့မနတ်တော်တွင်အာလူရှင်နေမှာအဲဝပြင်းဟောရီမှုနဲ့ကိုစေလာချိန်နေတဲ့များခေါင်းလာတဲ့လူတော်မင်္ဂလာလူတိုင်းကချီးမွမ်းလို့နေတာအလူတော်တွေမွေးရဲ့ချိန်ခါမော်မြတ်တဲ့သာရှင်ယူအလူဝဲပါ
ကျက်တီပင်လာပေါင်းနဲ့ပြည့်စုံသောအချိန်ခါကြီးဗျ ဟုတ်ကဲ့ ဂုံပြုတ်တိုက်တဲ့ပုဂ္ဂိုလ်များကိုဂုံပြုတ်လို့ပေးခြင်းဟာလည်းပဲထေရဝါဒဗုဒ္ဓဘာသာမြန်မာလူမျိုးများရဲ့မင်္ဂလာတစ်ပါးပါပဲမှန်ပါ မကဝိရကမမောချာငါအောင်ရောစီလို့စွန်းနေမြာဟိုလူသားတို့ဤလူစိတ်တဲ့ညနေ စွန်ချင်
သေးဘူးလား အလူရှိတော့အိမ်ကမချက်ဘူး အလူအိမ်ကိုတမိသားသူလုံးလိုက်စားနေတော့ပါဗျာ အလူဝင်ကြွအောင်ရှိတာပါ
အားလုံးကြွလာကြတဲ့ပြည်သက်များရေကြီးကရွှေတီးနိုင်ကြပါစေတဲ့ မင်္ဂလာပေါင်းပြီးပြီဝါတော်ကြီးจิตတရေပေါင်းပြီးခါညောင်းတော်ကြီးစိတ်ရှိကြရနာမူရောတော်ကြီးဒီမတမေရန်ဒီမတမေချမ်းလေးရာသံမြာတာတမြာတမ်းရပါဘူးအောင်ရမတောင်းကြီးအောင်မတိတ်အောင်ကြီးဒီမသာအောင်ပါ ဟေး
မင်းကလေးမလာရပါဘူးကွယ်တောင်းနေသမီးအလူကြီးပေးနိုင်တာထိတ်သိမ်းကောင်း ဂုံယူရကောင်းတဲ့အလူမကြီးရဲ့စီနာ
တွေ့လဲစီဝါဆောင်ဖိနေစုနာလို့လားတာနဲ့တပိအလူကြီးမိန်နိုင်လားဘုံယူရကောင်းတဲ့အလူမကြီးစီရနာ ထိတ်သိမ်းကောင်းတဲ့အလူမကြီးတော်နေနေစိတ်ပါခင်ဗျ ပြီးကစွန်ရဲ့အလူရဲ့နာရှင်စင်တဲ့ရှင်လာရာလူရာကြီးရဲ့စင်တဲ့ရှာပြီးသူတော်လာတဲ့စီရီဥစားအယုတ်နဲ့မြမယူပြီးကစွန်ရဲ့လေလူရာကြီးစီရေဆယ်ရကလေးမောင်နှထမဲ့တရားတွေ့လဲစီဝါဆောင်ဖိနေစုနာလို့လားတာနဲ့တမိအလူကြီးမိလာလားဘုံကြီးရကောင်းတဲ့အလူမကြီးရဲ့စီခဏ မရှိလို့မလူလို့မရှိဆိုရစကားကိုပဲရှာပြပါမရှိလေလူမ ရှိရင်လေတိုင်းတယ်စီရနာတော်သူအလူကြီးလူမဲ့ဒီလူမ လူမဲ့ဒီလူတကား သူတို့ရဲ့စေနာရဲ့တိတိလေးလူတိုင်းကရရလေးလေးတတ်တဲ့ရှင်ဒါရီပေါ်နေတာဒါရီပေါ်နေတာဒီလူစံများရဲ့စေနာ မရှိလို့မလူလို့မရှိဆိုရစကားကိုပဲရှာပြပါမရှိလေလူမ ရှိရင်လေတိုင်းတယ်လို့စီလာတော်သူအလူကြီးလူမဲ့ဒီလူမ လူမဲ့ဒီလူတကား သူတို့ရဲ့စေနာတွေကို တွေ့ရင်မြင်လိုက်တာ ရရလေးလေးတတ်တဲ့ရှင် ဒါရီပေါ်နေတာ ဘာလို့ခေါ်ရလဲဒီလူစင်များရဲ့မိုးတွေကရွာလုံးနဲ့မဲဟိုတောင်နေစီမာလီကြာလူကြာလူတွေကဟောပါတဲ့တို့မောင်နေလေ လိုက်လာတော့ရဲ့လို့ကောက်ဆိုင်သမားလေးကတီးလံမြိုင်စုပပဟေဘောဘောကိုရှိမိုး မန္တလေးကျွန်တော်တို့မြို့မန္တလေးချမ်းလေးအောက်ကိုလိုက်ခဲ့
ရီလိုက်ခဲ့ရမယ်မောင်နေမစိုးရန်ကုန်မှာမပြတ်နေရင်ပါရဲ့ခင်ဗျာနတ်ဒီလို့ဆိုကြပါတို့ပဲမဲ့ကိုမြို့ကိုတော့လွမ်းနေရရိုးရိုးပဲရောရန်ကုန်မှာမပြတ်နေရင်ပါရဲ့ခင်ဗျာနတ်ဒီလို့ဆိုကြပါတို့ပဲမဲ့ကိုမြို့ကိုတော့လွမ်းနေရရိုးရိုးပဲရောဘိုးရုံခံရအတွင်းဝင်ဒီမှာကွယ်အင်္ဂလိပ်ဒီရတာလေချိုးကျုပ်တို့ဒီလိုတော့နားရဲမဆွေပါမျိုးဘိုးဆွေမောပြန်တော့မယ်လေမောင်နေပြန်တော့မယ်နော်ဘုရား ကြာတော့ပါဘူးခဏနေဆိုင်ဖြုတ်မယ် မပြန်ခင်လေးကိုဘိုးသားကျွန်တော်ကရင်သွေးလေးအေးလို့ပါတဲ့နောက်ကဆိုတော်တယ်အပူသားလေးနဲ့လဲပေးလိုက်တယ်မှာနော် ရင်တွေး တကယ်ရင်သွေး ရင်တွေးလေးသုံးပလင်းလောက်ပေါ့ဗျာ ဟောသုံးမလင်းနဲ့ဘယ်လိုလုပ်လောက်မှာတော့လူတွေကကုံတောက်တဲ့လူတွေကြီးပဲဝယ်ဒီပြောတာပါ ချွေးထွက်တွေများနေလို့ပါ ပြန်တော့မယ်လေမောင်နေပြန်တော့မယ်ပြန်တော့မယ်လေမောင်နေပြန်တော့မယ်ကိုညာဘူးတာရောမှာကွယ်တိကတိတော်ဝဲလို့ထားပါဤတနေ့စီးွယ်ရတဲ့မောင်နေရဲ့မိဘကိုသွားမလဲဘုဘသောနောင်သားတွေကတားမြန်လို့ပါဘေဒဘောကိုရှိမောညူလောဘကိုအနိုင်ရပြီးတော့စေတနာကနေပြီးတော့ဟလာဦးစီးနိုင်ယူသွားပါပြီခင်ဗျဟုတ်ကဲ့ဒါကြောင့်ဤသဘူမှာတော့ပြိုင်သာရှားတဲ့အလူကြီးပါလို့အာကာကြီးဘုံမလုံးဂုံပြုတ်မှတ်တတ်တယ်ဗျာ
မလို့ရှက်နေတာလားခုနဟိုနာအဖွဲပြူစီနဲ့ပါလဲကကျင်တာဩသိပါဦးတို့မြန်ဆုချလာရင်သာရှက်များရှက်နေတာလား ကိုင်းနေဆိုတော့ကိုကအတာကျူးတဲ့နေုံလားပြီးကြော်ဆိုတော့ နေုံလားမကရဘူးလို့ပဲဖះဟောတာ မလီကိုင်းနာလားဟိုအဲ့ဒါဆိုတော့ ဩနောက်ကဧည့်သည်ဆိုတော့ဆိုမယ်ရှေ့ အဲ့ဒီဆိုတော့ကဆိုမနော်ရှေ့ကအမျိုးတွေကကမှာပေါ့ဗျာ ရှေ့ကရွှေမင်းသမီးလေးများကနေကမင်းလား နောက်ကရွှေမင်းသားကြီးဆိုဖို့ရောက်ပါပြီဗျာ ဟုတ်ပါတယ်ဗျာလေ အမှန် ကျွန်တော်ဒီဆိုမှကတော့ ပိုင်ဆက်တော့ တွတ်နေ အာမင်းမေသင်္ကန်းရဲ့လို့ ကျွန်တော်เจ้าနေပဲတကယ်ချင်းတွေဗျာ ဟုတ်ကဲ့ စုံတော့မလို့ ဟုတ်ကဲ့ဟုတ်ကဲ့ ကျွန်တော်တကယ်ချင်းလူမှလဲမှတ်တရဖြစ်သွားအောင်ဆိုပြီးတော့သာသနာ့ဓာယိကာကြီးဥမြင့်စောထွန်းသာသနာ့ဓာယိကာမကြီးတော်တင်းနေစိန်ကျွန်တော်တကယ်ချင်းပါပဲเจ้าနေနော် အဲ့တော့တန်ငယ်ကြီးနေဆိုင်းရှိခေါ်လိုက်အောင် တကယ်ချင်းတွေဗျာ လာမီဩမေမေတင်ငယ်ရွယ်ရွယ်ဖေးတဲ့ဖေးရွယ်ဘာလေးကနာလူကိုနာကြိုင်လို့ပြောမမကြီးကပထမကြီးဦးစီဝိုင်းကမြန်လာတယ်ညညောမမပြန်လာရွှေခေကလေးကိုတောင်းတယ် ဟေးရဝဲကြီးပါလားတာကြပါမျိုးတွေဟေး မေမေတင်ငယ်ရွယ်ရွယ်ဖေးတဲ့ဖေးရွယ်မလေးကနာလူကိုနာကြိုင်လို့ပြောမမကြီးကပထမကြီးဦးစီဝိုင်းကမြန်လာတယ်ညညောမမပြန်လာရွှေခေကလေးကိုတောင်းတယ် Bye.
ဖိတ်ရွယ်မလေးငယ်တိုင်းကိုနောက်ကလူပြောမမကြီးကခဏကလေးဦးဒီဝိုင်းကပြန်လာတယ်မြင်ပြီးတော့မမောင်ဆိုင်တော့ဒီကေကိုတောင်းတယ်ကတော့မကရင်ခြေနှလုံးရိုက်ဘူးဟေးပီတီရဲ့လူကြရဲ့အိမ်မှာဒီမလူတာဘယ်ရောက်တော့ ပြိုင်ပွဲတာစုကိုရလိုက်မှာမဟုတ်တချင်းအမိတယောက်မှကသေးဘူးတချင်းဩဆရာကိုယ်တိုင်ဆိုပေးလိုက်ဟုတ်တယ်လူမပြောမှမပြောတာဟုတ်တယ်ဟိုကတုံနီးချိုးอ่ะလူမအစားကဟုတ်တယ်အလူမအစပြုတ်လိုက်ပါနော်ဟုတ်ကဲ့ခင်ဗျားတို့လည်းရှေ့တို့ဆိုင်းနေရတယ်ကြိုက်စားမှကြာမောက်ကလေးတတလည်းမြောက်လို့ပြေးတာမဟုတ်ဘူးကွယ်မောက်ကလေးတတလည်းမြောက်လို့ပြောတာမဟုတ်ဘူးကွယ်ရင်စားလာနဲ့မြင်လိုက်ရတာအဝိစားမှာပဲအလွန်တင်းတယ်ရင်စားလာနဲ့မြင်လိုက်ရတာအဝိစားမှာပဲအလွန်တင်းတယ်ကကြမောနေလေမကြမ်းနဲ့ခါသေးနဲ့မူရာကျွဲအလားကုန်ဝင်တယ်ခါသေးလေးဟာလာရင်ခိုင်ညာရင်တယောက်ဆိုတယောက်မို့အောင်မေးတယ်ခင်ညိုမှလာပြီးကွယ်စီကျူတော့မယ်မောင်တော်မရဲ့နေခင်မင်းဆက်သွေးကြွားမိရဲ့ခါတိနဲ့မူရာကျွဲအလားကိုဝင်ခဲ့မာလာရဲ့ခိုင်ညာရဲ့တယောက်ဆိုတယောက်မို့အောင်မိရဲ့ခင်မောင်ကြီးလာပြီးကွယ်စီကျူတော့ကွယ်မောင်တော်မရဲ့နေခင်မင်းဆက်သွေးကြွားမိရဲ့စာတိပြည့်ချေချမ်းမှာပါသာတဲ့လေပေါ်ပေါင်းမာရီရဲ့ဤပတ်လိုက်တော့ကွယ်ဇာတိပြည့်ချေချမ်းမှာပါလားတဲ့လေပေါ်ပေါင်းမာရီရဲ့ဤပတ်လိုက်တော့ကွယ်နေကူမို့ကွယ်ခင်ပြိုရဲ့လိုက်ခင်ပါလားစီလို့ယူမယ်မောင်တို့လာကြီးပေါ့ကွယ်ကြရာမင်းများရဲ့ငွေငန်းဒီကံနဲ့ညနန္ဒာနေညိုညိုရိခါပန်းတော်ချိန်မန်းတောင်ရင်တို့ကိုမဲ့ပြိုယူရဲ့ညလေးရဲ့နန္ဒာမလေးနေညိုညိုရိခါပန်းတော်ချိန်မန်းတောင်ရင်တို့ကိုမဲ့ပြိုယူရဲ့ပျော်ကင်းလေးသားပါပြီရဲ့နမိတ်ကောင်းယူမဲ့ရှင်မျိုးကြတော်ရဲ့ခ
မူရကျွဲလာကုန်ဝင့်တယ်မာလာရဲ့ခိုင်ညာရဲ့တယောက်ဆိုတယောက်မို့အောင်မေးတယ်ပါကခင်မောင်ကြီးလာပြီကွယ်စီယူတော့မယ်